တခါတလေစားပွဲပေါ်ကစားအစာတောင်အသက်သေသွားစေနိုင်နေဆိုတာသိလားဒီကတော့အသက်အန္တရာယ်အရှိဆုံးအစားအစာ၃မျိုးမှာတဲ့ဖူဂူဂျပန်ဖူဂူငါဂျပန်မှာ luxury dish တစ်ခုပဲဒါပေမဲ့အထဲမှာတော့ tetrodotoxin ဆိုတဲ့အစိတ်ပြင်းထန်တဲ့အရာပါနေတာ chef တယောက်မချက်လိုက်ရင်တောင်နာလီပိုင်းအတွင်းအသက်ဆုံးနိုင်ပါတယ်ဖူဂူချက်ထုဆိုရင်လည်းအထူးတင်တန်းအတော်ကြာတက်ရတဲ့အထိအန္တရာယ်ရှိပါတယ်နဲ့ aki fruit ဂျမေကာနဲ့အန္တရာယ်တီဖျော်ဖြေဖွယ်အသီးတစ်မျိုးပင်မဲ့မမှန်တဲ့အချိန်မှာဖွင့်စားရင်တော့ hypoglycin A ဆိုတဲ့အဆိပ်ကြောင့်ပြုတ်ခြင်းတတိမိခြင်းတခါတလေအသက်ဆုံးကြခြင်းအထိဖြစ်တတ်ပါတယ်ဒီအတွက်ဥပဒေနဲ့တောင်ထိန်ချုပ်ထားပါတယ်3. ဆန်နက်ဂျီ Korea Live Octopus ကိုရီးယားမှာလူသိများတဲ့ဆန်နက်ဂျီဟင်းတစ်မျိုးရှိတယ်ဆန်နက်ဂျီလို့ခေါ်ပြီးအသက်ရှင်နေတဲ့ဆန်နက်ဂျီကိုစားကြတယ်လုံနေတဲ့ခြေထောက်တွေကလက်ချောင်းကိုစုပ်ကပ်နိုင်ပြီးအသက်ရှူမရတဲ့အထိဖြစ်တတ်တာမို့အန္တရာယ်ကြီးတယ်တနစ်ကိုလူတစ်ယောက်နှစ်ယောက်လောက်သေဆုံးကြပါတယ်စားတဲ့အချိန်မှာတကယ်ကိုတတိထားဖို့လိုပါတယ်ရတာကောင်းလည်းဖြစ်နိုင်တယ်လို့တတိထားဖို့လည်းလိုပါတယ်မင်းကဘယ်ဟင်းကိုစားကြည့်ဘူးတလဲ comment ထဲမှာပြောပြလိုက်ဦးနော်နှစ်သက်ရင် subscribe လုပ်ဖို့မမေ့နဲ့နော်